Okay ဒီနေ့မှာတော့ကျွန်တော် Fantas Mouse လေးတွေပေါ့နော်ပြောပြပေးမယ်ပေါ့နော်ဆိုင်မှာအသေးရောက်တဲ့ model လေးတွေပေါ့ New Right ပဲပေါ့နော် Fantas Katana S wireless mouse လေးတွေပေါ့နော်ဒီကောင်လေးတွေက12000 dpi ရမယ်2.4 GHz ရမယ် dual mode ပေါ့နော် dual mode ဆိုတာကကျွန်တော်တို့ကြိုးနဲ့လည်းသုံးလို့ရသလို wireless လည်းသုံးလို့ရတယ်သူရဲ့ကြိုက်တဲ့ချက်ကတော့90990ပေါ့နော်ဘက်ထရီကတစ်ခါသွင်းထိုင်း990သုံးလို့ရတယ်။ရင်တော့ကျွန်တော်ကဒီလိုမျိုး gaming mouse တွေဆိုရင်အသွင်းရတာသိမကြိုက်ပေါ့နော်။ဒါပေမဲ့အခုလက်ရှိကျွန်တော်သုံးနေရလဲအသွင်းရတဲ့ mouse ပဲပေါ့နော်။ဒါပေမဲ့ဘာလဲဆိုတော့ကိုကရင်တော့အမခံဘူးမှတ်တာပေါ့နော်။အားတစ်ခါသွင်းထိုင်းခုတော့အားကတော့တကယ်ပါမေ့နေအောင်သုံးလို့ရတယ်။အသွင်းမှုတော့တစ်ခါတလေမေ့တယ်ပေါ့နော်။ mouse က easy ပဲနိုင်တွေအရင်ခံလာတာပေါ့နော်။နောက်ပိုင်း gaming mouse တွေအသွင်းရတဲ့ဟာတွေကဒီလိုလေးပေါ့နော်ဒီလိုလေးလာမယ်အဲ့တော့ mouse ပါမယ်ပေါ့နော်ရန်လာ share ပဲနော်ဒီကတော့ကိုကနေမှာအသွင်းရမှာပေါ့ဒီကောင်ဆိုရင်အသွင်းရမယ်ဟာဒီမှာတိုက်စီပါလိမ့်မယ်ဒီကျိုးနဲ့ပဲပေါ့နော်ကျွန်တော်တို့ဒီမှာဒီကျိုးနဲ့ပဲဓာတ်ရိုက်ကွန်ပျူတာနဲ့တွဲဆက်ပြီးသုံးလို့ရသလိုကျွန်တော်တို့ကအသွင်းထားပြီးတော့990 AC သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကအကုန်းသွားမှလည်းပူစရာမလိုကျိုးတက်ကောက်သုံးရင်လည်းသူအသွင်းနေမှာပဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ရင်တော့ဒီကောင်လေးကျွန်တော်ကတိတ်မသုံးဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့အသွင်းတာမစိုးတခဲလေးမကုန်တော့တခဲဝယ်ရတာတွေတခဲလေးရတာတွေလို့မရှုပ်တော့ဘူးပေါ့နော်ဂျိုင်းတဲ့ချက်ကတော့နိုင်တော်တော်ခံသွားတဲ့အတွက်မေ့တော့မေ့တယ်ပေါ့နော်သုံးရတာconnection เนาะအဲ့တော့ accessory လေးလည်းပြန်ဆောင်တင်ပေးပါမယ် laptop တွေလည်းနောက် video လေးတွေမှာတင်ပေးပါမယ်เนาะ